ကျမကြည်ပြင်းခဲ့တဲ့နယ်မျိုးလေးရဲ့ဆင်ရှည်ပုံးမှာဝမ်နာဝါဆိုတဲ့ကစားကွန်းတစ်ခုရှိခဲ့ဖူးပါတယ်ကျမငယ်ငယ်တုန်းကမိသားစုနဲ့ဒီကစားကွန်းကိုအမြဲလိုတွားလေးရှိခဲ့ပြီးအဲ့ဒီနေရာဟာကျမရဲ့အကြိုက်ဆုံးနေရာတွေထဲကတစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့2008ခုနှစ်ဇူလိုင်လ19ရက်နေ့ကျမအကြိုက်ဆုံးဖြစ်တဲ့ဒီဝမ်နာဝါမှာကျမအသက်ခံရလူနေပါဖြစ်ခဲ့တယ်အဲ့ဒီအချိန်ကစလို့ကျမဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့ပါတယ်ညရာဒီညနေခင်းတစ်ခုမှစတင်ခဲ့တာပါကျမရဲ့မောင်လေးစတီဗင်ဟာအသက်73နှစ်ပြည့်ပြီးသူ့ရဲ့မွေးနေ့ကိုကစားကွန်းမှာကျင်းပရှင်နေဆိုလို့ကျမတို့အားလုံးဝမ်နာဝါကိုတွားခဲ့ကြတယ်ဝမ်နာဝါရောက်တာနဲ့မိသားစုတွေဓာတ်ပုံရိုက်ပြီးမုန်းတွေစားကြတယ်ပြီးတော့စတီဗင်ကြိုက်တဲ့ဂိမ်းတွေဆော့ကြတယ်နိုင်ရကြတော့အမေတို့အဖေတို့ကအိမ်ပြန်ဖို့အချိန်တိုင်းပြီဆိုပြီးပြောတယ်ဒါပေမဲ့အနားမှာစတီဗင်မရှိတော့ပါဘူးဒါနဲ့ကျမသူ့ကိုတွားချတယ်မိနစ်နိုင်ရလောက်ကြတော့စတီဗင်ကိုတွေ့ပါတယ်သူ့ဘေးမှာကျမတခါမှမမြင်ဘူးတဲ့ကောင်လေးတစ်ယောက်နဲ့ရက်နေပြီးသူတို့နှစ်ယောက်လုံးကအပြာရောင်အာတာပူစီတွေကင်ထားကြပါတယ်စတီဗင်ကသူ့တငယ်ချင်းအစ်စ်ဂျိုးဆိုတဲ့ကောင်လေးကိုမိတ်ဆက်ပေးတယ်သူဟာမျက်မှန်လေးတက်ပြီးတော့ကျင်နာတဲ့ပုံပေါက်တဲ့ကလေးတစ်ယောက်ပါကစားကွန်းထဲကစားသောက်ဆိုင်တစ်ခုမှတွေ့ခဲ့ကြတာလို့လည်းပြောတယ်ပြီးတော့ဂျိုးကကစားကွန်းထဲမှာအကောင်းဆုံးအာတာပူစီဘယ်မှာရှာရမလဲဆိုတာပြပေးခဲ့တယ်တဲ့သူတို့နှစ်ယောက်လုံးကအိမ်မပြန်ခင်အဲ့ဒီအာတာပူစီကိုစမ်းစားကြည့်တဲ့လို့အခိုင်အမာပြောကြတယ်ဒါနဲ့ကျမလည်းစားကြည့်မယ်ဆိုပြီးသူတို့နှစ်ယောက်နဲ့လိုက်လာခဲ့တာပေါ့အဲ့ဒီဆိုင်ကကစားကွန်းရဲ့အစုံပြားမှာရှိတဲ့တီရှပ်ဆိုင်ငယ်လေးတစ်ဆိုင်ပါအဲ့ဒီဆိုင်လေးမှာခလေး10ယောက်လောက်ရှိကြပြီးအကုန်လုံးကမုန်းနေစားပြီးပျော်ရွှင်နေကြပါတယ်စတီဗင်နဲ့ဂျိုးကအယောင်ရဆုံးဖြစ်တဲ့ဘလူးဘယ်ရီအရသာကိုယူခိုင်းတယ်ဒါပေမဲ့အဲ့ဒီဆိုင်မှာစိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုရှိတယ်ရှင်းပြဖို့ခက်ခဲပြီမဲ့တစ်ခုခုမှားနေတယ်ဆိုတဲ့ခံစားချက်မျိုးရလိုက်ပါတယ်အဲ့ဒီခံစားချက်ကဆိုင်ပိုင်ရှင်ဘီလီကိုတွေးပြီးတဲ့နောက်မှာပိုဆိုးလာတယ်ဘီလီဟာမဲနဲ့ပြီးဆိုင်ဝင်နေတဲ့မျက်လုံးတွေနဲ့အရှင်နေတဲ့နှာခေါင်းရှိတဲ့ထူးဆန်းတဲ့ပုံစံလူတစ်ယောက်ပါသူမျက်နှာပေါ်မှာကြောက်စရာအပြောင်းတစ်ခုနဲ့ကျမကိုကြည့်ပြီးဟေးကလေးမဘီလီရဲ့အာတာပူစီလေးစမ်းစားကြည့်ပါလားကပောက်ပေါ်မှာအကောင်းဆုံးအာတာပူစီပဲဘီလီနဲ့ပတ်သက်ပြီးအမာယုံနေတယ်လို့ခံစားရပြီးသူစီကဘာမှမဝယ်ရှင်တော့ဘူးဒါနဲ့ကျမမစားတော့ဘူးဆိုပြီးညင်လိုက်ပါတယ်ညနေပေမဲ့ဘီလီကစားကြည့်စမ်းပါဆိုပြီးအတင်းထိုးကြည့်ပါတယ်ကျမလည်းသူ့ရဲ့အပြုတ်မှုကိုကြောက်လန့်သွားပြီးစီဗင်နဲ့ဂျိုးကိုတွားကြရအောင်လို့ပြောလိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာစတီဗင်ရဲ့ပါးစက်ကရုတ်တရက်အမြုပ်တွေထွက်လာပြီးမြေပြင်ပေါ်လဲကျသွားပါတယ်လေးပပက်လေကကလေးတွေအားလုံးလည်းတတိလစ်နေကြပြီးကျမအော်ပြောမယ်လို့တဲ့အချိန်မှာအဆူထဲရှိတဲ့အဝတ်စားတစ်ခုနဲ့ကျမနှာခေါင်းပေါ်ဖီတာချင်းခံလိုက်ရပါတယ်ကျမရုံထုတ်ဖို့ကြိုးစားပေမဲ့ပုံကြီးကတဖြည်းဖြည်းမှောင်သွားတယ်ကျမတတိရလာတဲ့အခါရှင်းကျက်တဲ့တန်လောင်ငယ်လေးထဲမှာရှိနေပြီးမျက်လုံးတွေကလေးလံနေတယ်စတီဗင်နဲ့သူ့တငယ်ချင်းဂျိုးအနေနဲ့ကိမ်းမယ်လို့မျှော်လင့်ရင်အတွေးပေါင်းများစွာနဲ့ကြောက်လန့်နေမိတယ်လွန်မြောက်နိုင်ဖို့အခွင့်အလမ်းကိုရှာကြည့်တော့အနားမှာတန်ချောင်းငယ်တစ်ချောင်းကိုတွေ့တယ်ဆန်ရှိတက်နေပေမဲ့လောင်ရဲ့တောက်ခလောက်ကိုရိုက်ခွဲပြီးဖွင့်လို့ရမယ်ဆိုတာကျမသိတယ်ဒါပေမဲ့ဘာမှမလုပ်ခင်မှာကျမသွေးပြတ်သွားတယ်ကျမရှိမှမြင်ရတဲ့ဆက်စုပ်ွယ်မြင်ကုန်းကိုဖော်ပြဖို့စကားတွေမလုံလောက်ဘူးကျမရဲ့မောင်လေးစတီဗင်ဟာသွေးစွန်းနေတဲ့စပွဲပေါ်မှာလှုပ်ရှားမှုမရှိပဲလဲနေတယ်အဖိုးကြီးဘီလီကခန္ဓာကိုယ်ထဲကအင်္ဂါအစိတ်ပိုင်းတွေကိုထုတ်ယူပြီးရေခက်တစ်တာတဲ့ထက်နေတာကိုကျမထိတ်လန့်နေကြကြည့်နေမိတယ်မျက်လုံးတွေကမျက်ရည်တွေနဲ့ပြည့်လာပြီးအော်ဟစ်လိုက်တယ်ဘီလီကလှောင်ရင်ကိုဖွင့်ပြီးကျမကိုထုံစည်းထိုးဖို့ဝင်လာပါတယ်ကျမလည်းကင်ထားတဲ့တန်ချောင်းနဲ့သူ့မျက်နှာကိုရိုက်ချလိုက်ပါတယ်သူ့မျက်လုံးထဲကိုတန်ချောင်းထိုးဝင်သွားပြီးကျမ်းမြေပေါ်လဲကျသွားတာနဲ့ကျမချက်ချင်းတကားစီပြေးသွားတယ်ကျမထွက်ပေါက်စီပြေးထွက်လာတော့သူ့အတန်ကိုကြားရတယ်မင်းဒီတော့ပြန်ပေးစားရလိမ့်မယ်ကလေးမမင်းကလက်စားရှိမယ်မင်းရဲ့ကလေးသားတွေကိုဆွဲထုတ်ပြမယ်ကျမအမြန်ဆုံးပြေးလာခဲ့ပြီးပတ်ဝန်းကျင်ကိုကူညီတောင်းပါတယ်သူတို့ကရဲကိုဖုန်းဆက်ကူညီပေးတယ်ဒါပေမဲ့ကန်ဆိုးချင်တော့ဘီလီကရဲတွေမရောက်ခင်မှာထွက်ပြေးသွားပါပြီစုံစမ်းစစ်ဆေးမှုချက်ချင်းလှုပ်ဆောင်ခဲ့ပြီးစွန်ထောက်တွေကဘီလီဟာသူတို့စုံစမ်းနေတဲ့ကိုဝင်ကအစိပ်ပိုင်းလူကုန်ကူးတဲ့ကွန်းဆက်ရဲ့အစိပ်ပိုင်းတစ်ခုလိုမှတ်ချက်ပေးခဲ့ကြတယ်ဘီလီရဲ့တစ်သားတဲဟောင်းကနေအလောင်းအများပြားကိုရှာဖို့တိရှိတယ်အလောင်းအားလုံးမှာကြောက်ကအေးပြားတစ်ရှုနဲ့အသက်အပိုင်းစားတွေပြောင်းနေတယ်လို့တွေ့ရှိရတယ်ကျမမောင်လေးစတီဗင်အတွက်ဝမ်းနဲ့ပူဆွေးခဲ့ရပြီးသူနဲ့သူ့တငယ်ချင်းဂျိုးနောက်ဆုံးအချိန်တွေမှာဘယ်လောက်ထိထိတ်လန့်ခဲ့ရမယ်ဆိုတာစိတ်ကူးလို့မရဘူးဒါပေမဲ့စစ်စစ်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့တဲ့အချိန်မှာအလောင်းတွေထဲမှာဂျိုးနဲ့ကိုက်ညီတဲ့သူကိုရှာမတွေ့ဘူးသေချာမသိပေမဲ့ဆွန်တော့အချို့ကတော့ဂျိုးဟာကိုဝင်ကအစိပ်ပိုင်းလူကုန်ကူးကွန်းဆက်ရဲ့အစိပ်ပိုင်းတစ်ခုလို့မှတ်ချက်ပြုခဲ့ကြတယ်ဘာလို့လဲဆိုတော့ဒီအဖွဲ့အစည်းတွေဟာသူတို့နဲ့အသက်တူတဲ့အရှာကလေးတွေကိုဆွဲဆောင်ဖို့လူငယ်လေးတွေငှားရမ်းလေးရှိလို့ပဲအာနာပိုင်တွေကတော့အကောင်းဆုံးစူးစမ်းမှုတွေရှိခဲ့ပေမဲ့ဘီလီနဲ့ဂျိုးကိုတော့ရှာမတွေ့ခဲ့ပါဘူး